အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ blog ညီမ channel နေပြန်လဲကြိုလိုက်ပါတယ်တချို့လူတွေကကျွန်တော်ကို data key ကို bypass key ဘယ်လိုယူရမလဲဆိုပြီးတော့လာမိကြတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာ data key ကိုပေါ်သုံးလိုက်အောင်နဲ့30စက္ကန့်အတွင်းယူလို့ရတဲ့နည်းကိုပြောပြပေးသွားပါမယ်ဒီလုံး Telegram နဲ့ကိုဝင်ပြီး Premium Square Channel ကို join ပေးရပါမယ်ဘာလို့လဲဆိုတော့ bro ကဒီ channel ကို join ပြီးမှလားဘောကအလုံးလုံးမှကြည့်ပါတယ်ဒါနဲ့ bro က Euro Square တွေကိုပဲသုံးနေရတာတင်းလာမှလားfunction တွေကနဲ့တစ်ခုပါလာနဲ့တစ်ခုမပါလာနဲ့ square သုံးပြီဆိုရင်အနည်းဆုံး2ခုနောက်သုံးနေရတယ်မလားဒါဆိုရင်တော့ bro မှာရွေးချယ်စရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ premium square ပါ function နဲ့အကုန်စုံနဲ့ error နဲ့မရှိဘူး square တကသုံးရင်3 4ခုနောက်သုံးရတာလည်းမရှိဘူး bro ကအဲ့လိုမျိုး premium square လို့မှဝယ်ချင်တယ်ဆိုရင် premium square group channel မှာလာရဆော့တယ်နိုင်ပါတယ်ယုံကြည်စိတ်ရပြီးတော့ customer service နဲ့ကောင်းကောင်းပေးနေပါတယ်လူသုံးများပြီးတော့ယုံကြည်ရတဲ့ banana hub တို့ square တွေကိုရောင်းချပေးနေပါတယ်ဈေးနှုန်းသိချင်တဲ့လူတွေအတွက်ကတော့ဒီမှာပါဒါအပြင် square တွေကိုဘယ်လိုရှာစရာမလိုအောင်လို့နေ့စဉ်နေ့တိုင်းတင်ပေးနေပါတယ် premium မဟုတ်ပါဘူး freemium တွေပါ premium square တွေကိုနဲ့ promotion နဲ့ giveaway တွေနဲ့တစ်ခါတည်းပေးနေပါတယ်သိချင်တာရှိရင်လည်းမေးလို့ရတယ် data update ယူနေလား hassle နေလားအကုန်မေးလို့ရပါတယ် square တွေကသုံးလို့မရတာပြဿနာတစ်ခုရှိခဲ့ရင်လည်းတရားလည်းဖြေရှင်းပေးနေပါတယ်ဆိုတော့ဘယ်လိုလဲဘလို့စိတ်ဝင်စားနေမှလားအဲ့တော့ channel ကို join နေတယ်ဆိုရင်ကျွန်တော် channel link နဲ့အကုန်လုံးကို description မှာချပေးထားပါမယ်ဆိုတော့ video လေးကိုပြန်သွားလိုက်ကြရအောင် bro က premium square channel ကို join ပြီဆိုရင် bypass bot channel ကို join လို့ရပါပြီကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်း link တွေက description မှာအကုန်ရှိပါတယ် bypass bot channel ကို join ပြီဆိုရင် bro ကအားလုံးအဆင်ပြေသွားပါပြီလောမဲ့ရာတော့ game နဲ့ဝင်ပြီးရင် key link ကိုယူ bro ရဲ့ key link မပို့ခင်မှာ /star ဆိုအောင်ရေးပေးရပါမယ်ဆိုရင် bro ညီရတဲ့အတိုင်း bot ကစတင်လုပ်ပါပြီအဲ့ချိန်ကျရင် bro copy ထားတဲ့ key link ကိုရိုက်ထည့်လိုက်ပါ bot က bro 30စက္ကန့်အတွင်း key ယူပေးပါလိမ့်မယ်ကျွန်တော်ပို့ထားတဲ့ link ကယူပြီးလာမှုလို့ညံနေရဖြစ်ပါတယ်ဘောပို့ထားတဲ့ key ကိုယူမယ်ဆိုရင်ကျွန်တော်အခုဝမ်းကြရတဲ့ကုတ်ကိုနှိပ်ဒါမှမဟုတ်အောက်ကကြပြရတဲ့ copy resource ဆိုတာနှိပ်လိုက်ပါ key ရပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ data လည်းဝင်ပြီးရင် bro copy ထားတဲ့ key ကိုရိုက်ထည့်လိုက်ပါအဲ့ဒါဆိုရင်တော့ bro က data သုံးလို့ရကြီးပါတယ်data ဘက်ကနေ key ခဏခဏယူခိုင်းနေတဲ့ပြဿနာမရှိရဘူးဘောပို့ထားတဲ့ key ကိုကောက်ထည့်လိုက်အောင်မယ် Android မှာဆိုရင်တခါက key ယူဖို့2မိနစ်လောက်ကြာတတ်တယ်ဒါမဲ့ဘောသုံးလိုက်ရင် bro က30စက္ကန့်အတွင်းရမှာပါဒါအပြင်ဘောကတခြားတော့ key ယူတဲ့ပုံစံမျိုးနဲ့စပို့ပါတယ်ဘောကထွက်ထားတာတိတ်မကြသေးတဲ့အတွက်ကြောင့်မို့လို့တချို့ square တွေရဲ့ key ယူနည်းကိုတော့မစပို့သေးပါဘူးဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အလုပ်ကြည့်မယ်လို့ညွှန်လိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye